Hey guy အားလုံးပဲမင်္ဂလာပါဗျာ Ada ဘွားနေပြန်နေကြိုးလိုက်ပါကျွန်တော်ဒီနေ့မှာတော့နောက်ဆုံးရပြောင်းရွှေ့တဲ့တင်လေးတွေကိုပြောပြပေးသွားပါမယ်ဗျာပထမဆုံးအနေနဲ့ကတော့ Brisia Hamri ကအသက်20နှစ်ရွယ်ရှိပြီးတော့ကန်စစ်ကစားသမားဖြစ်တယ် Hamri ကချဲစီးတင်းကနေပြီးတော့ဘန်လီအသင်းကိုဝင်ပါတယ်ရီယို15တန်းနဲ့ရှေ့ပြောင်းသွားပါဗျာပြီးတော့မနစ်ကဘန်လီမှာကန်ကယ်တုံးကလည်းချန်ပီယံရှစ်မနေ့ကဘန်လီဘာကန်ကတော့လည်းချန်ပီယံရှစ်46ပွဲမှာ66ကိုသွင်းပြီးတော့ကောင်းဆုံးခံစစ်မှုမှတ်တမ်းတင်ထားရလို့ဆိုတာပဲကောင်းတယ်လို့လည်းပြောကြရပဲဒါပေမဲ့ဘန်လီယာလည်းတန်းတက်လာပြီဆိုတော့ကတည်မလားပီးမီယာလိမှာကြည့်ရမှာပေါ့ဗျာဒီဘေးကပီးမီယာလိမှာကြည့်ရမယ့်အခြေအနေမှာရှိတယ်ဆိုပါနေမကောင်းလို့ခွင့်လို့ပါဗျာပြီးတော့ဒီကစားသမားလေးကဘုံမောက်တင်ဖြစ်တယ်ဘုံမောက်တင်ရနေပြီးတော့ရီယယ်မထုကိုရှေ့ပြောင်းသွားတယ်ဗျာအသက်20ကစားသမားလေးဖြစ်တယ်ပြီးတော့သူ့ရဲ့ရိုးကနောက်ခံကစားသမားဗျရှေ့ပြောင်းကြတော့ယူတန်း90နဲ့ရှေ့ပြောင်းသွားပြီးတော့ဒါမဲ့နောက်ဆန်ဒေးမှာနောက်ဆုံးပွဲတော့ကန်အောင်မှာပါဗျာသူတို့ကစားသမားတွေကတော့အသင်းပတ်စီတို့ heavy goal တော့မဖြစ်ကြသေးဘူးပေါ့ဒီမလားဒါမဲ့ဝယ်သွားပြီပေါ့ဗျာယူတန်း90နဲ့မထုတ်ကဝယ်ထားတာပေါ့နောက်တစ်ယောက်ကတော့ဗာလဲချဲစီရဒီနေ့လူတော်ဝယ်เนาะချဲစီရပဲလူဝယ်ထားဗျဗာလဲဒီကစားသမားဘရာဇီးတိုက်စစ်မှု play မှာ Astori ပေါ့ဒီကစားသမား Astori ပေါ့ဗျာ Astori ကချဲစီကိုဒီနေ့ရာဒီမှာရှေ့ပြောင်းလာမယ်ယူ28တန်းနဲ့ရှေ့ပြောင်းလာမှာဖြစ်ပါတယ်ဗျာနောက်တစ်ယောက်ကအာနိုလီဗာပူးတင်းရဲ့အာနိုကတော့လွန်ခဲ့တဲ့လအနေငယ်ကနေကရီယယ်မက်ဒရစ်ကိုရှေ့ပြောင်းထားတာဖြစ်ပါတယ်ဗျလီဗာပူးတင်းရဲ့အဓိကကစားသမားအလက်ဇန်ဒါအာနိုကတော့ရီယယ်မက်ဒရစ်ကိုလွတ်ပြောင်းရွှေ့ခြင်းနဲ့ရွှေ့ပြောင်းသွားပါဗျာလွတ်ပြောင်းရွှေ့ခြင်းဆိုတာတော့လွတ်ပြောင်းရွှေ့ခြင်းပါပဲဒီဘက်ကမက်ဒရစ်မှာတကယ်ပုံစံကောင်းတစ်ခုပြသထားနိုင်မယ်လို့တော့ထင်ရပါတယ်ဒါပေမဲ့ဒီဘက်မှာအဲ့လောက်ကြီး performance ကြီးကိုကျွန်တော်စောင်းရတော့မချိုက်ဘူးရတာနော်တင်ဒါပေမဲ့မထမကြီးရမှာပေါ့ဗျာနောက်တစ်ယောက်ကတော့ဒီဘက်ကတော့ Man City မှာထွက်ခွာသွားပြီဗျာ Man City မှာဒီနေ့ရာဒီမှာထွက်ခွာသွားတဲ့အပြင်ဒီလွန်ခဲ့တဲ့ပွဲမှာသူရဲ့နှုတ်ဆက်ပွဲကိုလုပ်သွားပြီဗျာဒီဘက်ထွက်သွားပြီဒီဘက်ကိုစိတ်ဝင်စားနေတဲ့အသင်းတွေကရှိတယ်ဒါပေမဲ့ဘယ်တင်းသွားမယ်လဲဒီဘက်ကိုမာစီးတွေဘာပါလဲခေါ်ထားလို့ဘာလို့လဲရှိတယ်ဗျာဒါပေမဲ့ Man City ကတေချာဘောက်က Man City ကနေပြီးတော့တေချာဘောက်ကတော့ဂျာတီစာချုပ်ကိုဖျက်သွားပါတယ်တဒန်းတရားရာမဘလို့ sorry လွယ်တဒန်းကုန်သွားပြီပေါ့ဗျာတဒန်းကုန်သွားပြီးတော့ Man City တင်မှာထွက်ခွာသွားတယ်နောက်ပြီးတော့တယောက်ရှိတယ်သူကလည်းလေဘာ sorry လေဘာကူစင်ကဖလော်ရီယန်ဝစ်ပေါ့ကွာဖလော်ရီယန်ဝစ်ကသူ့လိုချင်တဲ့တင်းကလီဗာပူးတင်းတွေတော့မဟုတ်ဘူးကြာဒါပေမဲ့လီဗာပူးတင်းပိုင်းရှင်ကဒီဘက်ကိုလိုချင်တာဆိုတော့ဒီလာမဲ့10ရက်တော့အတွင်းမှာတော့ဒီချာပေါက်ဆုံးဖြတ်ချက်ချမယ်လို့ပြောထားရဗျဒါပေမဲ့လီဗာပူးတင်းနီးပြရောပြီးတော့ဒီအသင်းပိုင်းရှင်ရပါဒီကစားသမားကိုစိတ်ဝင်စားနေတာဆိုတော့ဒီကစားသမားလီဗာပူးအသင်းကိုရောက်လာဖို့များတယ်ဗျပြီးတော့ရူဒီကိုကကြတော့သူ့ကြတော့ဘယ်လိုပြောမလဲဒီဥစ္စာဒီရူဒီကိုရဲ့တည်င်းကြတော့တေချာသေးဘူးကြာကမန်းကြည့်လောက်ပဲရှိအောင်မယ်သူ့ကိုစိတ်ဝင်စားနေတာတော့အသင်စိတ်ဝင်စားနေတဲ့တင်းကတော့အာကြီးပါမယ်ချဲစီပါမယ်ရိုဒီဂိုရဲ့အသက်က24နှစ်ဖြစ်ပြီးတော့ဗျာဘရာဇီးတိုင်းစိတ်ကစားသမားရော
မထို့အသင်းမှာလည်းခက်ခဲနေကြုံတွေ့နေရပြီးတော့ဗျာဒီအာဆင်နယ်နဲ့ချယ်ဆီတို့ကစိတ်ဝင်စားနေတယ်လို့တော့တွေ့ရတယ်ရီကိုကမထုမှာနေရာမရတာလည်းမဟုတ်ဘူးကြာသူကမထုမှာစာဘူးမစော့ချင်တယ်စာဘူးရိုးကိုသူမစော့ချင်ဘူးအဲ့လိုမျိုးစာဘူးရိုးကိုသူမစော့ချင်ဘူးဗျာသူကကျွန်တော်စကားနည်းနည်းဝယ်လို့ခွင့်လုပ်မယ်နောက်တစ်ယောက်ကဟာလန်ကြတော့ဒီဟာဒီထွက်မထွက်ဘူးဆိုတာမသေးကြဘူးမြဲသူ့မှာကရှော့ချစ်စာတုတ်တည်လည်းရှိနေရဗျာဒါပေမဲ့ဘာစီလိုနာရဲ့တပရာကတော့မန်ချက်စတာစီးတီးရဲ့တိုင်းစီကစားမှာဟာလန်ကိုတော့အသင်းမှာခေါ်ယူနိုင်ခြင်းရှိရလို့ပြောနေရပဲဘာလို့ဆိုတော့ဒီဘာစီလိုနာရဲ့တိုက်စစ်မှုလီဝန်ဒေါစကီကအသက်အရွယ်ရဗျာဒီဟာလန်ကိုစားထိုးချင်တာကြောင့်လည်းဖြစ်မှာပေါ့ကဲကျွန်တော်ရဲ့နောက်ဆုံးပြောပြချင်တဲ့သတင်းတွေကတော့နောက်ဆုံးပြောင်းရွှေ့သတင်းကတော့ဒါပါပဲဗျာအားလုံးပဲကိုစိတ်နှပြကျမ်းမာရွှင်လန်းကြပါစေဗျာလိုအပ်ချက်တွေနည်းငယ်ရှိနေရကြောင်းတဖြည်းဖြည်းနဲ့ပြုပြင်သွားမှာကြောင်းခွင့်လွှတ်ပေးပါဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ